ဒီဗီဒီယိုမှာ singular တစ်ခုနဲ့ plural အများဆိုတာကိုပြောပြပါမယ် ကားတစ်စီးပဲဆို car ကားအများကြီးဆို cars အများကိုပြောဖို့ s ကိုပေါင်းထည့်လိုက်ပါတယ်ဒီလိုပဲ book စာအုပ်တစ်အုပ် books စာအုပ်များ apple ပန်းသီးတစ်လုံး apples ပန်းသီးများ အများကိုပြောဖို့ s ကိုပဲပေါင်းထည့်တာမဟုတ်ပါဘူး s အပြင် es ies ves en တွေကိုလည်းပေါင်းထည့်ကြပါတယ် girl မင်္ဂလီ girls မင်္ဂလီများ watch နိုင် watches နိုင်များ story ပုံပြင် stories ပုံပြင်များ wolf ဝံဘလွေ wolves ဝံဘလွေများ child ကလေး children ကလေးများတချို့ nouns တွေက s ပေါင်းထည့်တာမျိုးမဟုတ်ပဲ vowel ကိုပြောင်းရပါမယ်ဒီနေရာမှာ vowel က a e i o u ပါ man အမျိုးသားတဦးမှာ a က vowel ပါအမျိုးသားများဆို man လို့ရေးပါတယ် vowel a ကို e ပြောင်းလိုက်တာပါဒီမှာကြည့်မယ်ဆို tooth သွားတစ်ချောင်း teeth သွားများတချို့သော noun တွေကတစ်ခုရောအများရောမပြောင်းလဲပဲအတူတူရေးကြပါတယ်ဥပမာ sheep တိုးတစ်ကောင်ရောတိုးအများကြီးရောအတူတူပါပဲသမင်တစ်ကောင်လဲ deer သမင်အများကြီးလဲ deer ပါပဲတချို့သော nouns တွေမှာတစ်ခုရောအများရော s ထည့်ပေးရပါတယ်ဥပမာအစုံလိုက်ရှိတဲ့အရာတွေပါ scissors ကတ်ကြီးမှာတစ်ခုပဲဖြစ်ဖြစ်အများပဲဖြစ်ဖြစ် s ပါရပါမယ်သူကအသွားနှစ်ဖက်တွဲဖြစ်နေလို့ပါထို့အတူဘယ်ညာရှိတဲ့ဘောင်းဘီ pants ဂျင်းဘောင်ဘီ jeans အဝိုင်းတစ်ခုပါတဲ့မျက်မှန် glasses အစုံလိုက်ဝတ်ရရဲ့ညဝတ်အင်ကြီး pajamas နဲ့အဝတ်အစားတွေ clothes မှာ s အမြဲပါရပါမယ် တစ်ခုနှစ်ခုစသဖြင့်ရေတွက်လို့မရတဲ့ uncountable nouns တွေစိတ်ခံစားချက်အရေးချင်းကိုပြောတဲ့ abstract nouns တွေကိုအများလုပ်လို့မရပါဘူးဥပမာ water ရေ milk နို့ salt စားစတွေကရေတွက်လို့မရပါဘူးဒါတွေကို s ပေါင်းထည့်ပြီးအများပုံပြောင်းလို့မရပါဘူးထို့အတူကင်ကြည့်လို့မရတဲ့ abstract nouns တွေဥပမာ love ချစ်ချင်း hate အမုန်းတရား beauty အလှတရား honesty ရိုးသားမှုမှလည်းအများမရှိပါဘူး Thanks for watching. Please subscribe at